တို့ကတော့တောင်ကိုရီးယားနိုင်ငံရဲ့အချို့အမြင့်ဆုံးနဲ့အားကျစရာအကောင်းဆုံးမိသားစုလေးပဲဖြစ်ပါတယ်ဒီဇနီးမောင်နှံဟာအထက်တန်းကျောင်းတုန်းကတည်းကချစ်သူလေးဖြစ်ခဲ့ကြပြီး college ပြီးတဲ့အခါမှာတော့လက်ထပ်ခဲ့ကြတာပါအခုဆိုရင်ကလေးတစ်ယောက်ရလာခဲ့ပြီမဲ့လေသူတို့ရဲ့အချစ်တွေကတော့ရော့မသွားပဲပိုလို့တောင်ခိုင်မဲနေပါသေးတယ်အဆန်းဆုံးကတော့ဖခင်ဖြစ်သူဟာဇနီးတဲ့ရဲ့အာယုံစိုက်မှုကိုရဖို့အတွက်တမီးဖြစ်သူနဲ့နေ့တိုင်းအပြိုင်လုပ်နေရတာပါပဲဂျင်ဂျူတို့မိသားစုဟာအရန်ကိုကျဲဝင်းလာတဲ့အင်ဂျီတစ်လုံးမှာနေထိုင်ကြပါတယ်ဂျင်ဂျူကမာကာရိုမှုအယောင်လေးကိုသဘောကျလို့သူမရဲ့ခင်မွန်းကတအိမ်လုံးကိုမာကာရိုအပြင်အစင်ကာလာစုံလေးတွေနဲ့တကိုယ်တော်တွေတင်ပြင်ဆင်ပေးခဲ့တာပါမနက်ခင်းမှာဂျင်ဂျူပထမဆုံးလုပ်တဲ့အလုပ်ကတော့ခင်မွန်းနဲ့သမီးလေးအတွက်မနက်စာပြင်ဆင်ပေးတာပါသမီးလေးကတော့မိမိနောက်ကိုအရေးပမာတကောက်ကောက်လိုက်နေတာပါတယ်ခင်မွန်းဖြစ်သူနိုးလာတဲ့အခါမှာတော့ဂျင်ဂျူတယောက်ကျဲအေးအေးဆေးဆေးချစ်ပြနိုင်အောင်သမီးလေးကိုခေါ်ပြီးကစားပေးရှာပါတယ်ဂျင်ဂျူကလည်းသူမရဲ့ခင်မွန်းကိုအသက်မထက်မကချစ်တာပါဒါကြောင့်ပြင်ဆင်သမျှမနက်စာတိုင်းမှာစေတနာတွေအပြည့်ထည့်ထားတတ်ပါတယ်။ဒါပေမဲ့သမင်းစပွဲပေါ်ရောက်တဲ့အခါမှာတော့ဂျင်ဂျူကသမီးလေးကိုပဲလိုက်ခွင့်ကြွေးနေတာကြောင့်ဘေးကခင်မွန်းဖြစ်သူကတော့မျက်နှာကြီးစုပုတ်ပြီးတိတိတတာကြီးမနာလိုဖြစ်နေကြပါတယ်။အဲ့ဒီအမူအရာကိုရိပ်မိထားတဲ့ဂျင်ဂျူကတော့မသက်သာတဲ့အစုံခင်မွန်းဖြစ်သူကိုပါတလုံးလောက်လှမ်းခွင့်ကြွေးလိုက်ရပါတော့တယ်။မနက်စာစားပြီးတဲ့နောက်ဂျင်ဂျူဟာသမီးလေးကိုသွားကြိုက်ပေးသလိုအသေးရစရာကောင်းလောက်အောင်မနာလိုတက်လွန်းတဲ့သူမရဲ့ယောက်ျားကြီးကိုပါသွားလိုက်တိုက်ပေးပါသေးတယ်။အားလုံးပြင်ဆင်ပြီးသွားတဲ့အခါမှာတော့ဂျင်ဂျူတယောက်တည်းအိမ်မှာအနားရတာအောင်ခင်မွန်းဖြစ်သူကအလုတ်သွားရင်သမီးလေးကိုမူချိုချောင်းကိုတခါတည်းဝင်ပို့ပေးပါရဲ့။တကယ်တော့ဂျင်ဂျူရဲ့ခင်မွန်းဟာလက်ဝက်ဓမ္မတစ်ယောက်ပါလက်ဝက်ထိုးတာကအန်တီရဲ့များပြီပဲသူကတော့ဒီအလုပ်ကိုအယမ်းမြတ်နိုးပါတယ်ဝင်ငွေလည်းတကယ်ကောင်းတာပေါ့အခုဆိုရင်သူဟာပြန်ပွဲရီဝင်ပြန်ယုံတင်မကလက်ဝက်တင်တန်းတွေပါဖွင့်လှစ်ပြသပေးနေတာကြောင့်လဆင်ပုံမှန်ဝင်ငွေအမြောက်အများရရှိနေပါသည်ဒါဟာသူချစ်ရတဲ့ဇနီးနဲ့သမီးလေးကိုအကောင်းဆုံးဘဝတစ်ခုပေးဆက်နိုင်ဖို့အတွက်ပဲဖြစ်ပါတော့တယ်